Как в утренний рассвет цветов, соловья запев свисточек, сок, березовый глоток. Тишины послушать вою, по тропинке в лес густой, поболтать с березкой вдоволь про него и про любовь. Матушка земля, как в утренний рассвет цветов. ဇလန်းလေးရဲ့စမှာတော့ကြော်ကြီးကိုမိတ်ဆက်ပြီးရင်တက်ဖွဲ့ရနေပြီးတော့ဆွန့်ပစ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့မိတ်ဆက်မျိုးနွယ်ဖြစ်ပြီးတော့မော်ဆွမ်းမတုံးနိုင်တဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ပြီးတော့လူသားမျိုးနွယ်နဲ့မိတ်ဆက်မျိုးနွယ်တွေကတိုက်ပွဲဖြစ်နေစေဖြစ်ပြီးနှစ်ဖက်လုံးကထူးခြားတဲ့ပုံစံမရှိပေမဲ့မော်ဆွမ်းတုံးနိုင်တာမတုံးနိုင်တာကိုကြည့်ပြီးခွဲခြားထားတာပဲဖြစ်ပါတယ်။ကြော်ကြီးလည်းခြေဦးတက်ရထွက်လာခဲ့ပြီး32နှစ်တာထိတာဝန်ထမ်းဆောင်ခဲ့တာကိုအခုကျမှတခြားပုံစံနဲ့နေထိုင်ဖို့ဆိုရင်ငါဘယ်လိုလုပ်ရမလဲလို့တွေးနေပါတယ်။ကြော်ကြီးကတော့ဗိုက်စာနေပြီးဒီတိုင်းဆိုငါတင်တော့မှာပဲလို့တွေးနေတော့ကောင်မလေးတယောက်ပြေးလာလို့ကြည့်ရတဲ့အချိန်မှာနောက်ကနေတောသားကြီးပါလာပါတယ်။ကြော်ကြီးလည်းအားမရှိရင်တော့မိမသားတယောက်ကိုကယ်တင်ဖို့စစ်တီတော်တကူရဲ့တာဝန်ပဲဆိုပြီးပြန်ခုခံနေပါတယ်။ကြော်ကြီးလည်းကျုံးကွာကျုံးဆိုပြီးဝန်သားမိမယ်ထိုးခံလိုက်ရပါတယ်။ကြော်ကြီးကဘေးကဓာတ်တစ်ချောင်းကိုယူပြီးတော့ဝတ်ချ